မင်္ဂလာပါဒီနေ့မှာတော့လူမှုကွန်ရက်စာမျက်နှာတွေနဲ့ podcast တွေမှာလူတန်းပေါင်းများစွာယူယူမူမူပြောဆိုဆွေးနွေးနေကြတဲ့စိတ်ပညာအယူအဆတစ်ခုအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါအဲ့လာကတော့ Mel Robbins စတင်မိတ်ဆက်ခဲ့တဲ့ The Let Them Theory သူတို့ကိုသူတို့လမ်းအတိုင်းလွှတ်ထားလိုက်ပါဆိုတဲ့ theory ပဲဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာအချိန်ကုန်ဆုံးရဆုံးနဲ့စိတ်အပင်ပန်းရဆုံးအရာကဘာလဲတည်ပါသလားအဲ့ဒါကကို့အလုပ်တွေကိုလုပ်နေရလို့မဟုတ်ပါဘူးသူတစ်ပါးရဲ့အပြုအမူတွေကိုလိုက်ပြီးတွေးတောနေရခြင်းပြုပြင်ပြောင်းလဲခြင်းနေခြင်းကြောင့်ပါပဲတငယ်ချင်းကကို့ကိုအထိမပေးဘဲအပြင်သွားတဲ့အခါချစ်သူကကိုဖြစ်ချင်တဲ့ပုံစံအတိုင်းမနေပေးတဲ့အခါလှုပ်ဖို့ကိုင်ဝက်ကအလုပ်မကြိုးစားတဲ့အခါကျွန်တော်တို့ဟာဒေါသထွက်ကြတယ်စိတ်ပြတ်ကြတယ်ဘာကြောင့်သူတို့ဒီလိုလုပ်ရတာလဲဆိုပြီးအပြေရှားဖို့ကြိုးစားကြတယ်တကယ်တမ်းမှာတော့အဲ့ဒီလိုသူတစ်ပါးကိုလိုချင်တဲ့ပုံစံခွက်ထဲဝင်လာအောင်ထိန်းချုပ်ချင်တဲ့စိတ်ဟာကျွန်တော်တို့ရဲ့စိတ်ကိုအကြီးအကျယ်ဖျက်ဆီးနေလေအစိတ်အတောက်တစ်ခုပါပဲ The Let Them Theory ကဒီအစိတ်အတောက်ကိုချက်ချင်းဖြေဖျောက်ပေးနိုင်တဲ့စိတ်တစ်ခွက်ဖြစ်ပါတယ်ဒီဗီဒီယိုမှာဒီ theory ကိုဘဝရဲ့ကဏ္ဍအတိအတိမှာဘလို့လက်တွေ့အသုံးချပြီးစစ်မှန်တဲ့လွတ်လပ်မှုကိုရှာဖွေမလဲဆိုတာလေ့လာသွားကြပါမယ်အပိုင်း1ထိန်းချုပ်လိုစိတ်ကြီးနောက်ွယ်မှာစိတ်ပညာကျွန်တော်တို့ဟာဘာကြောင့်တခြားလူတွေကိုထိန်းချုပ်ချင်ကြတာလဲစိတ်ပညာရပြောရရင်လူတွေဟာမိမိကိုယ်ကိုမလုံခြုံမှုနဲ့စိုးရိမ်ပူပန်မှုတွေများလာတဲ့အခါပတ်ဝန်းကျင်ကလူတွေကိုထိန်းချုပ်ဖို့ကြိုးစားကြပါတယ်ပတ်ဝန်းကျင်ကလူတွေကိုဖြစ်ချင်တဲ့ပုံစံအတိုင်းနေပေးမှသာကိုယ်စိတ်ထဲမှာလုံခြုံတယ်လို့ခံစားရလို့ပါဒါပေမဲ့အမှန်တရားကတော့ကျွန်တော်တို့ဟာဒီကမ္ဘာပေါ်မှာကိုယ့်ရဲ့စိတ်ကလေးကွယ်အခြားဘယ်အရာကိုမှဘယ်သူကိုမှယာဂိုင်နှုံးပြီးထိန်းချုပ်လို့မရဘူးဆိုတာပါပဲကိုချစ်တဲ့လူတွေကိုအမှားမလုပ်စေခြင်းလို့ပိုကောင်းတဲ့လူတွေဖြစ်လာစေခြင်းလို့အကြံပေးတယ်တားမြစ်တယ်လမ်းညွှန်တယ်ဒါဟာမေတ္တာတရားလို့ထင်စရာရှိပေမယ့်တစ်ဖက်လူကလက်မခံတဲ့အခါဒါမှမဟုတ်ကိုပြောတဲ့အတိုင်းမလုပ်တဲ့အခါကျွန်တော်တို့ပဲပြန်ပြီးစိတ်ဆင်းရဲရပါတယ် Let Them Theory ရဲ့အခြေခံသဘောတရားကဒီလိုထိန်းချုပ်လိုစိတ်တွေကိုလက်လွတ်လိုက်ဖို့ပါပဲလူတွေမှာသူတို့ရဲ့ကိုယ်ပိုင်အသိအဉာဏ်ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ကိုယ်ပိုင်သင်ခန်းစာတွေရှိပါတယ်သူတို့ရှောင်ရမယ့်လမ်းကိုသူတို့ဖာသာရှောက်ပါစေအမှားမလုပ်မိရင်လည်းအဲ့ဒီအမှားကနေသူတို့ဖာသာသင်ခန်းစာယူပါစေသူတို့ရဲ့ပြဿနာတွေကိုကိုယ့်ရဲ့ပြဿနာတွေလိုသဘောထားပြီးဝင်ရောက်ထမ်းပိုးနေတာတွေကိုရပ်တန့်လိုက်ဖို့လိုအပ်ပါတယ်ထိန်းချုပ်လိုစိတ်ကိုစွန့်လွတ်လိုက်ခြင်းဟာအရှုံးပေးခြင်းမဟုတ်ဘဲကိုယ့်ရဲ့စိတ်ဆွမ်းရည်တွေကိုပြန်လည်သိမ်းဆည်းလိုက်ခြင်းသာဖြစ်ပါတယ် Let Them Theory ကိုလက်တွေ့အသုံးချခြင်းဒီ theory ကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲအခြေအနေတစ်ချင်းချင်းစီကိုကြည့်ရအောင်1လူမှုဆက်ဆံရေးနဲ့တငယ်ချင်းတွေအကြားတငယ်ချင်းတွေကကိုယ့်ကိုအတိမပေးဘဲပါတီတစ်ခုလုပ်နေတယ်ဆိုပါစို့ပုံမှန်ဆိုရင်တော့ငါ့ကိုဘာလို့မခေါ်တာလဲငါဘာအမှားမလုပ်မိလို့လဲဆိုပြီးစိတ်ကောက်မယ်ဝမ်းနေမယ်Let Them Theory ကိုသုံးမယ်ဆိုရင်တော့ Let Them သူတို့ဘာသာပြောပါစေလွှတ်ထားလိုက်ပါဒါဟာတင့်ကိုမချစ်လို့မဟုတ်ပါဘူးသူတို့ရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်တင်းရဲ့တန်ဖိုးဟာသူတို့ရဲ့ဖိတ်ကြားခြင်းမဖိတ်ကြားခြင်းအပေါ်မှာမမူတည်ပါဘူးသူတို့ကိုလွှတ်ထားလိုက်ခြင်းအပြင်တင်းရဲ့အချိန်တွေကိုကိုယ်ပိုင်ပျော်ရွှင်မှုအတွက်အသုံးချနိုင်ပါတယ်နှစ်အချစ်ရေးနဲ့အိမ်တောင်ရေးမှာချစ်သူဒါမှမဟုတ်အိမ်တောင်ဖြက်ကကိုဖြစ်ချင်တဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းမပေးတဲ့အခါ Let Them ပါသူတို့ရဲ့အကျင့်စရိုက်တွေကိုအတင်းအကျပ်ပြုပြင်ပြောင်းလဲခိုင်းမဲ့အစားသူတို့ရဲ့လက်ရှိပုံစံအတိုင်းရှိနေခွင့်ပေးလိုက်ပါလူတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုတာသူ့ကိုလိုချင်တဲ့ပုံစံခွက်ထဲထည့်တာမဟုတ်ပဲသူ့ရဲ့စစ်မှန်တဲ့ဖြစ်တဲ့ခြင်းကိုလက်ခံပေးကြပါပဲသူတို့ရွေးချယ်တဲ့လမ်းကြောင်းအတိုင်းသွားပါစေအကယ်၍သူတို့ရဲ့ရွေးချယ်မှုပါတင့်ရဲ့ဘဝတန်ဖိုးတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ရင်တော့သူတို့ကိုပြင်ဖို့ကြိုးစားမယ်အစားတင့်ကိုယ်တိုင်ကပဲအဲ့ဒီဆက်ဆံရေးကနေထွက်ခွာဖို့ကိုရွေးချယ်နိုင်ပါသေးတယ်လုပ်ငန်းခွင်မှာတင့်ကိုမနာလိုတဲ့သူတင့်အကြောင်းမကောင်းပြောတဲ့သူရှိလာရင်Let Themပါသူတို့တင့်ကိုဘယ်လိုမြင်နေဆိုတာကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအဆင့်အတန်းကိုသာပြသတာပါတင့်ရဲ့အမှန်တရားမဟုတ်ပါဘူးသူတို့ရဲ့အထင်အမြင်လွဲမှားမှုတွေကိုလိုက်လံရှင်းပြနေမယ့်အစားတင့်ရဲ့အစုပ်ကိုသာအကောင်းဆုံးဆက်လုပ်ပါအချိန်ကအရာအလုံးကိုတက်တည်ပြသွားပါလိမ့်မယ်အပိုင်း3 Let Them ဤနေနိမိတ်နဲ့စီမင်းတွေဒီနေရာမှာအလွန်အရေးကြီးတဲ့အချက်တစ်ခုကိုရှင်းပြဖို့လိုအပ်ပါတယ်
let them လွတ်ထားလိုက်ပါဆိုတာတခြားလူတွေကိုကိုရိုင်းဆန်းစွာဆက်ဆံတာကိုငုံခံရမယ်လို့ဆိုလိုတာလုံးဝမဟုတ်ပါဘူး let them theory ဟာ personal boundaries ကိုယ်ပိုင်နယ်နိမိတ်တွေနဲ့တွဲတဲ့အသုံးပြုရမယ့်အရာဖြစ်ပါတယ်လူတစ်ယောက်ကတင့်ကိုရုပ်ပိုင်းဆိုင်ရာဖြစ်စေစိတ်ပိုင်းဆိုင်ရာဖြစ်စေစော်ကားလာရင်တော်ကားကျင်တာစော်ကားပါစေဆိုပြီးခွင့်ပြုရမှာမဟုတ်ပါဘူးလက်တံမြတ်အသေးပဲဟာသူတို့ရဲ့ရွေးချယ်မှုတွေကိုသူတို့ဘာသာလွတ်ခွင့်ပေးလိုက်တာပါဒါပေမဲ့အဲ့ဒီရွေးချယ်မှုတွေကြောင့်တင့်ကိုလာရောက်ထိခိုက်လာပြီဆိုရင်တော့တင်ကပြက်ပြက်တသားကာကွယ်ရပါမယ်ဥပမာမိတ်ဆွေတယောက်ကတင့်ကိုအမြဲတမ်းလိန်ညာနေတယ်ဆိုပါစို့သူလိန်ညာခြင်းလိန်ညာပါစေလွတ်ထားလိုက်ပါ let them lie တင်ကသူ့ကိုရိုးသားတဲ့သူဖြစ်လာအောင်လိုက်ပြင်ပေးစရာမလိုပါဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲငါကလိန်ညာလက်သူတွေနဲ့ပေါင်းတင်ဆက်ဆံမှာမဟုတ်ဘူးဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်နယ်နိမိတ်ကိုတိဆောက်ပြီးသူ့ကိုတင့်ဘဝကနေထုတ်ပယ်လိုက်ဖို့ဒါမှမဟုတ်အဆက်အသွယ်ရှော့ချလိုက်ဖို့လိုအပ်ပါတယ်လက်တံဟာတခြားလူတွေကိုသူတို့ရဲ့ကံကြမ္မာနဲ့သူတို့ပေးချလိုက်ခြင်းဖြစ်ပြီးတင့်ကိုယ်တင်ကာကွယ်ဖို့တာဝန်ယူခြင်းလည်းဖြစ်ပါတယ်ဒါဟာစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရဲ့အမြင့်ဆုံးအဆင့်ပါပဲသူတို့အပိုင်းကိုသူတို့တာဝန်ယူပါစေတင့်အပိုင်းကိုတင်တာဝန်ယူပါစေလက်တံ theory ကိုတင်ဘဝမှာတကယ်တမ်းလက်တွေ့ကျင့်သုံးနိုင်လာတဲ့အခါအံ့ဩစရာကောင်းလောက်အောင်ပေါ့ပါလွတ်လပ်မှုကိုခံစားရပါလိမ့်မယ်အရင်တုန်းကဆိုသူများတွေကိုယ့်အပေါ်ဘလို့ဆက်ဆံမလဲဘလို့တုံ့ပြန်မလဲဆိုတာတွေကိုအမြဲတမ်းတွက်ချက်နေရလို့တင့်ရဲ့စွမ်းရည်တွေအလားဟတာကုန်ခန့်ခဲ့ရပါတယ်ယခုအခါမှာတော့အဲ့ဒီစွမ်းရည်တွေအားလုံးကိုကိုတိုးတက်အောင်လုပ်တဲ့နေရာမှာအပြည့်အဝပြန်လဲအသုံးချနိုင်ပါသည်တခြားလူတွေရဲ့ပြားဆက်တွေမှာဝင်ရောက်ကနေမဲ့အစားတင်ဘဝရဲ့ဇက်ခွန်ပေါ်မှာပဲတင်ကိုယ်တိုင်ဇက်လိုက်အဖြစ်အကောင်းဆုံးနေထိုင်နိုင်ပါပြီသူတို့ကသူတို့ဘဝကိုနေပါစေတင်ကတင့်ဘဝကိုအကောင်းဆုံးတည်ဆောက်ပါဒီသဘောတရားကတင့်ရဲ့နှလုံးသားကိုပုံမူကျူးမြတ်လာစေပါတယ်လူတွေကိုအတင်းအကျပ်ဖုပြင်ပြောင်းလဲထိုင်းမဲ့အစားသူတို့ရဲ့အားနည်းချက်အားတာချက်တွေနဲ့အတူအရှိကိုအရှိတိုင်းလက်ခံပေးနိုင်တဲ့အတတင့်ရဲ့လူမှုဆက်ဆံရေးတွေဟာဟန်ဆောင်မှုကင်းလာပြီးပုံမနှက်ချမ်းခိုင်မာလာပါလိမ့်မယ် let them theory ဆိုတာစကလုံး2ခွန်း3ခွန်းလောက်သာရှိပေမဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တဲ့မန်တန်တစ်ခုပါပဲတစုံတစ်ယောက်ကတင့်ကိုစိတ်အနှောက်အယှက်ပေးလာတိုင်းတင်မထိန်ချုပ်နိုင်တဲ့အခြေအနေတွေနဲ့ကြုံတွေ့လာတိုင်းအသက်ကိုပြင်းပြင်းရှူသွင်းပြီးကိုပြန်ပြောပါသူတို့လှုပ်ချင်တာလှုပ်ပါစေလွတ်ထားလိုက်ပါငါရဲ့ငင်းချမ်းကြီးကသူတို့ရဲ့လှုပ်ရက်တွေအပေါ်မှာမူတည်ပါဘူးလို့ပြောလိုက်ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေကို1900ကနေရှော့ချပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်တင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတခြားလူကိုပြုပြင်ဖို့မသုံးပါနဲ့တင့်ကိုပိုမိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက်သာအသုံးချပါအဆုံးထိနားဆင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်